အရာရှိကြီးဟာမာတာကြီးအခန်းထဲမှရရှိသောအချက်လက်များကိုသူ့ရဲ့လက်ထောက်ရဲမေအားစစ်ဆေးခိုင်းကြည့်ရာတည်ဆုံသွားတဲ့အမျိုးသမီးအလောင်းစစ်ဆေးချက်နဲ့ကိုက်ညီမှုရှိတာသိခဲ့ရပါတယ်။အဲ့ဒီနောက်အခန်းတွင်ကွန်ပျူတာအားဟက်ကာတဦးရဲ့အကူအညီနဲ့ရှာဖွေစစ်ဆေးကြည့်ရမှာလဲထိုတည်ဆုံမျိုးသမီးငယ်တွေနဲ့မတည်ဆုံခင်လက်ထပ်ခံခဲ့ရသောအမျိုးသားများရဲ့ဖုန်းနံပါတ်အချို့ကိုရရှိခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့အရာရှိကြီးကသူ့ရဲ့အထက်လူကြီးစီမှာဖုန်းဝင်လာပါတယ်။အဲ့ဒါနဲ့ပဲလုံနေတဲ့ကိစ္စကိုချက်ချင်းဖြတ်ပြီးအထက်လူကြီးအားသွားတွေ့ပါတယ်အကြောင်းကတော့အမှုကွင်းဆက်ကကြီးလာတာကိုသတင်းမီဒီယာတွေရဲ့မဟုတ်မှန်ကောလာဟာလာသတင်းဖြန့်ထုတ်မှုတို့ကြောင့်ရဲဌာနအပေါ်အကြက်ရိုက်ပြီးအားများလာတာကြောင့်ခေါ်ပြီးအရာရှိအားဆူတာဖြစ်ပါတယ်တလက်ဆတဲ့အရာရှိကြီးကလည်းသူရရှိထားတဲ့သတင်းချက်လက်ကိုသူ့ရဲ့အထက်လူကြီးထံတင်ပြပါတော့တယ်မာတာကြီးကသူမတည်ဆုံးခင်အချိန်ကတည်းကတည်ဆုံးသွားသောမင်္ဂလေး၃ဦးအပါဝင်ခေဟာမှစုစုပေါင်းမင်္ဂလေး12ယောက်ကိုအခမဲ့မင်္ဂလာဆောင်ပေးသွားကြောင်းတစ်ဆက်တည်းအမျိုးသမီးတွေနဲ့မင်္ဂလာဆောင်ခဲ့တဲ့အမျိုးသားတွေရဲ့ဖုန်းနံပါတ်တွေပါရရှိကြောင်းအရာရှိကြီးကရှင်းပြတယ်။အဲ့ဒီချိန်မှာပဲအရာရှိကြီးရဲ့တပည့်ထံမှဖုန်းဝင်လာပါတယ်။အကြောင်းကတော့သူတို့ရရှိခဲ့တဲ့ဖုန်းနံပါတ်တွေဟာတလုံးမှဆက်မရပဲဆက်ပိတ်ထားတဲ့ဖုန်းတွေသာဖြစ်ကြောင်းပြောပြတဲ့အချိန်မှာတော့အရာရှိကြီးတို့နှစ်ယောက်လုံးဟာစိတ်ပြတ်စွာနဲ့သာငိုင်နေရတော့တယ်။အမှုကကောက်ရိုးပုံမှာအပြောက်ရှာရတာထက်လိုက်လေဝေးလေသာဖြစ်နေပါတော့တယ်။